Hallelujah. Tini Chinoru Tia to Jim Hasateka, Kido a Johnly Lapu, not the pan, Yosila Jarapite. Kiron the Major to Major Tia to Jim Yateka to Upsite. Mina Prophet Yane Major Prophet Yahu Yele Shide, Mina Tia to Gine Major Tia to Jim Yalule Shibare, Mainane Major Bulupancha Letila, Tahaturuya John Yitamu or a sheer to Pomutibare. Da turu belau chimia de hudo a che poma mutibu, turu ye lo sang che chima mu poma mutibu, daga turu a chao yita mu belau shile sure a che poma mutibare. Da chao a yita sin turu meja tia tu chi meja prophet lu khojare. Suro a yita tu yin turu ku maina tia tu chi tum hau maina prophet nya lu khojara pite. Suro kito ha meja tia tu chi lu suya duen a cha tu ritet pu chi mya lu mho babu. Tu a chao ma phaya pa won hu mya tu ya lu phite di ma phaya ka ipuku a phin a chao tia mya so wi nga chin ne di lu a phin ba ri phit pyak khe chao phaya ti si chin ne aya mya so shi bare di ni chono ru tia tu chi mat sa akhan chi 6 nge tit ka ni 10 thi phat ja me a chen ya ya akhan chi 6 တခုလုံးပြီးနိုင်အောင်ကြိုးစားကြမယ်အခန်းကြီး 6 တခုလုံးဟုတ်ပြီဒီမှာတဖန်ဤတိလအမျိုးတို့သည်ဖျားရှိမောင်၌အပြစ်လုပ်ခဲ့တဲ့အကြောင်းနဲ့အစပြုပြန်တယ်သူတို့ဘယ်လောက်ကြာခဲ့လဲအရင်တရားသူကြီးကဘယ်သူလဲမမိကြလားဒါဟာတပတ်ပဲရှိသေးတာနော်ဒေဘောရာဖြစ်တယ်ဒေဘောရာဖြစ်ပါတယ်ဒေဘောရာလည်းအောက်မှာဘယ်လောက်ကြာဤချမ်းပြတူပွားကြတာလဲနှစ်400ဒေဘောရာအုပ်ချုပ်မှုအောက်မှာရှိကြတယ်ဒါပေမဲ့ဣတိလလူမျိုးများကဖျားမျက်စိအောက်မှာအပြစ်တို့စိစတင်လှုပ်ဆောင်ကြပြန်တယ်သူမဟုတ်အပြစ်လုပ်နေခဲ့ပြန်ပြီးဖြစ်ပါတယ်ထို့ကြောင့်ဖျားသခင်ကမိဒန်အမျိုးကိုစီလွတ်ခဲ့တယ်ဖျားလက်တော်ဖြင့်မိဒန်လူတို့လက်ထဲမှာသူတို့ကိုပြီးခဲ့တယ်ဘယ်နှစ်ကြာလဲ9နှစ်ကြာတယ်အရင်ပတ်ကအဆက်ပြတ်ခဲ့တယ်နော်သူတို့ရဲ့ငင်းပန်းနှိစက်ချင်းကကြီးတဲ့ထက်ကြီးလာတယ်သို့တော့ဒီနေရာမှာနံပါတ်ခွန်ဟာပြည့်စုံတော့ခင်ကနဖြစ်လို့စိတ်ပြင်းပြချင်းကကြီးမားလာတယ်အသက်အငယ်6ထဲမှာဣတိလလူမျိုးများစိုက်ပျိုးချိန်မှာမိဒန်လူမျိုးတို့ဒီအာမလက်လူမျိုးများအရှိရက်ကလူများနဲ့တကွစစ်ချီလာတယ်တဲ့သူတို့တစ်ဖက်မှာတခြားပြီးဣတိလမျိုးများတင်းနာတွေကိုဖျက်ဆီးကြတယ်အခြေခံအဖြစ်ဆိုရင်ကောက်ပဲတင်းနာများကိုဖျက်ဆီးကြတယ်ဣတိလလူမျိုးများအသက်မရှင်နိုင်အောင်လုပ်တာဖြစ်တယ်ဒါဖြင့်ဘာလို့ထူကဲ့သို့အချင်းချင်းဖြစ်နေရတာလဲဣတိလလူမျိုးများအသက်တာမှာဒီတစ်ချိန်မှာဖျားကတရားသူကြီးအစား prophet တပါးကိုအရင်စီလွတ်ခဲ့တယ်ဖျားရှုထောင့်ကနေစဉ်းစားကြည့်ပါဘာလို့ဖျားက prophet စီလွတ်ရတာလဲဘာကြောင့်လို့ mystery ထင်တာလဲတင်တာဖျားဖြစ်ခဲ့ရင်တရားသူကြီးများကိုစီလွတ်မှာပေါ့သူတို့ငိမ့်ထိုင်မနေနိုင်ကြတော့ဘူးဒီလိုချိန်မှာတခြားသူတယောက်ကိုဘာလို့စီလွတ်မှာလဲဘယ်သူအမင်ကဖျားအမင်ချက်နေတာလဲတရားသူကြီးလား prophet လား prophet အတိတ်ဘက်ကဖျားစကားပြောတော့သူဖြစ်တယ်ဟုတ်လားဆိုတော့သူက prophet တပါးစီလွတ်တယ်ဖျားရဲ့စီတမန်တပါးဖျားထမဓာတ်ရိုက်လာတော့စီတမန်တပါးဖြစ်ပါတယ်ပြီးတော့မိတ်ဆိုတာကအခန်းငယ်ခွန်းဖတ်မယ်သူတို့မိတန်သားတို့ကြောင့်ထာဝရဘုရားအားဟစ်ကြော်ကြသောအခါထာဝရဘုရားသည် prophet ကိုဣတိလလူမျိုးတို့ထံစီလွတ်တော်မူ၍မိန့်တော်မူသည်ကကျွန်ခံရအေကိုတို့ပြီမှတင်တို့ကိုငါဆောင်ပြီးအေကိုတို့သားလက်မလကောင်းငင်းစေတော်သူပေါင်းတို့လက်မလကောင်းတင်တို့ကိုကဲနှုတ်၍သူတို့ကိုတင်တို့ရှိမှနှင်ထုတ်သဖြင့်သူတို့ပြီကိုပြီးငါသည်တင်တို့၏ဖျားသခင်ထာဝရဘုရားဖြစ်သည်တင်တို့နီတော့အမောရိပြီတာတို့ကိုကိုယ်တော်ဖျားကိုမကြောက်ရွံ့ကြလဲဟုငါပြင်းရတော်လဲတင်တို့ဒီငါစကားကိုနားမထောင်ဟုမိန့်တော်မူ၏ဒါကဘာကိုဆိုလိုတာလဲဖျားကတော့ငါဒီတင်တို့ကိုအေကုတုပိမဆောင်ယူတော့တင်တို့ဖျားဖြစ်တယ်လို့ဆက်တိုက်ပြောပြနေပါတယ်ဤပြည်ထဲဝင်ရောက်တဲ့အခါတင်တို့ကိုတောင်းဆိုတဲ့
တောင်းဆိုတဲ့ဖျားဖြစ်တဲ့ဟေးဣတိလအမျိုးများရဲ့တော့ခရီးနောက်ဆုံးပိုင်းကိုမှတ်မိကြသည်လားမောဘအရဲ့၌သူတို့သည်ဒရိစာများကိုကူကွယ်ခြင်းဖြင့်ကြာရှုံးကြတယ်သူတို့ကအိုးဟုတ်ပါပြီဒီစကားအစဉ်ကြားနေရတာမောလှပြီငင်းငွေလှပြီလို့ပြောတဲ့အထိဖျားကစက်တက်ပြောနေတယ်သူတော့ဖျားကအာမောရိလူများဤဖျားများကဖျားများကိုမကြောက်ရွံ့နေတဲ့ဒါကဘာကိုဆိုလိုတာလဲဒီမှာဖျားကအာမောရိဖျားများကိုမကြောက်ရွံ့နဲ့လို့ပြောရ၌၎င်းတို့ကတင်တို့ကိုဆန့်ကျင်နေတယ်လို့မဆိုလိုပါကြောက်ရွံ့သည်ဟူသောမူရင်းဘာသာစကားအတိတ်ပဲကကြီးညိုတာဖြစ်တယ်ဒါကြောင့်ဒီမှာဖျားကသူ့ကိုကြောက်ရွံ့စီပြီးစီချင်းပြီးကြောက်ရွံ့စီချင်းပြီးဒီမှာအမျိုးသားများဖျားကိုမကြောက်ရွံ့စီချင်းဖို့ကြောက်ရွံ့ဒီဟူသောစကားလုံးဒီကြီးညိုခြင်းနဲ့ဝတ်ပြုခြင်းဖြစ်တယ်ထို့ကြောင့်ဖျားကသူတို့ကိုတရိပိယာတွင်တခြားသောဖျားများကိုကြီးညိုကဝတ်ပြုခြင်းမပြုနဲ့ဟု၍ဖြစ်တယ်ပြီးတော့သူစကားကိုနားထောင်ဖို့ဖြစ်တယ်ဒါကြောင့်ဘင်းဤပိဒုက္ခတင်တို့အပေါ်ကြာရောက်တာဖြစ်တယ်ဒါကြောင့်တင်တို့ဟာငါကိုအော်ဟင်းနေရကနေရတာဆိုတော့ငါဒီတင်တို့စီကြွလာ၍တင်တို့ကိုကဲတင်ဖို့လူတယ်လို့တင်တို့ထင်သလားဒါကြောင့်ကျွန်တော်တို့အသက်တာမှာဂယ်အစရာနဲ့တပါအမျိုးသားအလုံးရဲ့ပုံဆောင်ချက်များကိုကြော်သွားကြပါမယ်တရားသူကြီးမှတ်စာအဖြစ်ကျွန်တော်တို့ဒီ၎င်းတို့နဲ့ဆက်ဆိုင်တဲ့ဣတိလအမျိုးများဒီကျွန်တော်တို့နဲ့ပတ်သက်ကြတယ်ပြီးရင်တရားသူကြီးများနဲ့လည်းသက်ဆိုင်တော်မူတယ်ဘာကြောင့်လူတွေကဤချမ်းတီအောင်မြင်တဲ့ချိန်မျိုးမှာဖျားထမှထွက်သွားတတ်ကြတာလဲအရာများခက်ခဲမှုတိတ်မရှိတဲ့ချိန်မှာဘာကြောင့်ဖျားကိုကြောခိုင်းကြတာလဲဒီ prophet ကဖျားထမှသတင်းစကားကိုပြောပြပြီးချိန်မှာတောင်းဣတိလလူမျိုးများနောင်တရတဲ့လက္ခဏာမရှိကြသေးဘူးအဲ့လောက်ပြင်းနှလုံးမှာတော့ကြတယ်ဒါဟာသူတို့အတွက်နပူနစာလုံနေတယ်လို့မျိုးဖြစ်နေတယ်။အိုဖျားသခင်ကအကြောင်းအရာတစ်ခုခုပဲထက်ခါပြောနေတယ်သူတို့အော်ဟစ်နေချိန်မှာပြင်းအရာများကကောင်းမလာဘူး။ဆက်ပြင်းနှိမ့်ဆက်ခံရကြစေ။သူတို့ကနောင်တမရကြဘူး။ဘာကြောင့်လဲအကြောင်းမှာဖျားပြီးမဲ့အဖြေကိုသူတို့ကောင်းသိလို့ဖြစ်တယ်။သူတို့ပြဿနာတက်ချိန် prophet ရောက်တဲ့ချိန်မှာတင်တာရှိခဲ့ရင်တင်အမြင်ကရောဘယ်ဖြစ်မလဲဘယ်လိုဖြစ်မလဲ prophet ကြီးပါပြောမယ်လို့တင်ထင်မလဲတင်တဲ့နေတဲ့ချိန်ဖန်များစွာအစီစဉ်စာရွက်တင်ကြည့်ဖတ်ခဲ့ပြီးသားခေါင်းစဉ်ကိုတင်ကြည့်တယ်ပြီးတော့ပါစတာကဘာပြောမယ်ဆိုတာတင်သိတယ်မဟုတ်လားတချို့တော့သူတို့ကကျွန်တော်ဟိုမဲ့ဂျမ်ပိုက်တချို့တင်းနေပြီးသားဆိုတာသိချပါတယ်ကျွန်တော်တို့ဆရာကြီးကြားနေကြပါတယ်အထူးသဖြင့်တယောက်ရဲ့ပြဿနာနဲ့ပတ်သက်ရင်အဖြစ်တိထားရမှာကျွန်းကျင်တတ်ကြတယ်တင်တို့ထဲကတချို့ဆိုကျွန်တော်စီကိုမိမြန်းဖို့တောင်းမလာကြဘူးအเจ้าမှာကျွန်တော်ဘာပြောမယ်ဆိုတာကိုသိလို့ဆိုတာကျွန်တော်သိပါတယ်အเจ้าကတော့ကျွန်တော်တို့အားလုံးအဖြစ်ကိုသိကြလို့ဖြစ်တယ်ကျွန်တော်တို့အဖြစ်ကိုသိကြတယ်ကျွန်တော်တို့အမှားလုံးနေမှန်းသိကြတယ်ပြဿနာကဘာလဲခေါင်းထဲမှာတော့အမှန်ကိုသိကြတယ်ဒါပေမဲ့အသက်တာကမပြောင်းလဲဘူးကျွန်တော်တို့မလှည့်ပြန်ကြဘူးဒါကပြင်းပြတဲ့ဖျားနာချင်းတစ်မျိုးပါဒါကငှက်ဖျားထက်ပူဆိုးတယ်ဒါကဝိညာဉ်ရေးရာယူသွချင်းဖြစ်ပါတယ်ကျွန်တော်တို့ဘာမင်းနေကြတယ်ဆိုတာတောင်မသိကြတော့ဘူးဘာလုပ်နေတယ်ဆိုတာတောင်မသိကြတော့ဘူးပြီးတော့တိခေကြရင်လည်းမပြောင်းလဲချင်ကြဘူးပြီးရင်ကျွန်တော်တို့ဒီလိုမျိုးဖြစ်လာတဲ့အခါအိုးသူနောက်တစ်ဖန်ပြန်ပြီလို့ပြောမယ်ဟုတ်ပါတယ်ကျွန်တော်ပြန်ပြောပါမယ်အကြောင်းမှာကျမ်းစာကပြန်ပြောလို့ပါဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့ဒီပြောင်းလဲခြင်းမရှိတဲ့၍ကာလပတ်လုံးဖျားကအကျင့်ပြောနေမှာပဲမကောင်းတဲ့အကျင့်ဟောင်းစီအကျင့်ပြန်တွန်းနေတဲ့၍ပြောနေမှာပဲဒါနဲ့ကျွန်တော်တို့လည်းဣတိလမျိုးများပြောတာကကိုရောကသာအရင်ကတင်ပြီးပါလားပြီးမှငါတို့ပြောင်းလဲမယ်အရင်တကူပြပြီးမှပြောင်းလဲမယ်ပိုက်ဆံကိုအရင်ပြကြည့်ပြီးမှရွေ့တွားမယ်ဒါဟာဘာဘူးလုံလူမျိုးရဲ့တွေးခေါ်ပုံဖြစ်တယ်ဆိုတော့ဖျားကဆုံးဖြတ်ချက်ချတယ်ဒါမှမဟုတ်ကြိုတင်ကြံစီပြီးသားဖြစ်ကောင်းဖြစ်မယ်ဒါကြောင့်ဖျားသည်ကိရုံထံရောက်လာတယ်ဒါကပထမ point ဖြစ်တယ်ဤသည်ကိရုံပထမဆုံးပေါ်လာတဲ့အချိန်ဖြစ်ပါတယ်ခေါင်းစဉ်မှာ
ပြောထားသလိုကီတော်ဟာသူရဲ့ပေါ်ကြောင့်သူဖြစ်တယ်မိဒန်လူမျိုးဟာဟေပြလူတိခုတ်သမားသူမဟုတ်တိခုတ်လဲပြီးရွှေ့ပြောင်းပြီးသူဟိုရွက်အတိပဲရှိတယ်စစ်သူရဲ့ချီလို့လဲအတိပဲရှိပါတယ်သို့တော့ကီတော်ဒီစန့်ကျင်ဘက်ဖြစ်တယ်အငယ်7နဲ့စနစ်တမန်တော်ဖျားထာဝရတဖန်ထာဝရဖျားဤကောင်းတမန်ဒီလာ၍အော်ဖရာယွာမှာအဘိဇာအမျိုးယောရှိပိုင်တော့တပိတ်ပြင်အောက်၌ထိုင်လေ၏တဲ့โอเคသူဒီအော်ဖရာယွာတပိတ်ပြင်အောက်မှာထိုင်နေတယ်ယောရှိသားကီဒွန်ဒီမိမိစဘာကိုမိဒန်လူမျိုးများမတွေ့စီခြင်းကစပစ်တင်းနေရတဆာအနာမှာစဘာကိုနယ်လျက်ရှိနေတယ်ထာဝရဘုရားကောင်းကင်တမန်ဒီကိုထင်ရှား၍ခွန်အားကြီးသောအချင်းသူရဲ့ထာဝရဘုရားသည်တင်းနှင့်အတူရှိတော်မူ၏ဟုဆိုလျင်ကီတော်ပုံပင်ကိုကျွန်တော်တို့ကောင်းကောင်းသိကြတယ်ကီတော်ကဒီမှာဘာလုပ်နေလဲကီတော်ဖခင်နာမည်ကယောရှေဖြစ်တယ်သူဟာစပါးနေနေတယ်အခြေခံအဖြစ်စပစ်နေရတစားမှာစပါးနေတယ်ဆိုတာဣသရေလနိုင်ငံရောက်ဖို့ကြလားအကစပစ်နေရတစားပုံစံရောတွေ့ဖို့ကြလား၎င်းကမိပင်ပေါ်ရီတုံမြောင်းလူပဲဆိုရှင်းတဲ့အရာဖြစ်ပြီး၎င်းထဲကိုစပစ်များလောင်းချကြတယ်ပြီးတော့လူတွေအထဲကိုချီချပြီးနင်းကြတယ်ပြီးရင်ရင်၌အကြီးစင်းရာအပိတ်ပါတဲ့ပွင့်ငယ်လေးလည်းရှိပါတယ်စပားနယ်ချင်းကူမှုစပားနယ်သည့်တလင်းပင်မှာလောက်ရတာဖြစ်တယ်ပုံမှန်အားဖြင့်လီကောင်းတိုက်တဲ့ဒီကောင်းတိုက်နိုင်တဲ့ထက်စင်အမြင့်မှာလောက်ရတယ်ထို့သို့ဖြင့်စပားများကိုနင်းနယ်ကကြားတဲ့ချိန်မှာအခြားစပားမဟုတ်တဲ့အရာများလွှင့်ထွက်ကစပားဒါကြံမှာဖြစ်တယ်ဒါကြောင့်လေဟာပြင်ဧရိယာကောင်းကောင်းလိုအပ်တယ်သို့တော်လည်းဒီလူကစပစ်နေရတစားမှာပုံပြီးလုံနေတယ်ဘယ်လောက်များစပားနယ်ချင်းလှုပ်ဆောင်နိုင်မှာလဲသို့တော်မိဒန်လူများကတွေ့ရင်လူယူကြတယ်တိနာများဖြစ်စီကြတယ်တဲဆောင်ကြတယ်လို့ပြောထားပါတယ်သူဟာသူရဲ့ပေါ်ကြောင့်ဖြစ်တယ်ကြောက်ရွံ့တတ်သူဖြစ်တယ်သူကကြောက်ရွံ့ပြီးမဲ့လဲစားချင်တီးတာကိုဒါဟာရည်စရာလဲကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီမှာကောင်းကင်တမန်ပေါ်ထွန်းလာတယ်ပြီးတော့ဟေပြားလူကောင်းကင်တမန်ဟူသောစကားလုံးကအတောင်ပန်ပါတဲ့ငှက်လူမျိုးမဟုတ်ပါဘူးဟယ်လိုကောင်းကင်တမန်အမျိုးအစားကိုတင်တို့သိပါတယ်အတိတ်ပဲကိုလည်းသိကြတယ်အတိတ်ပဲကတော့စီတမန်ဖြစ်တယ်အဲ့ဒီနေရာမှာရက်နေတဲ့လူသားပုံစံဖြစ်ဖို့များပါတယ်တွေးကြည့်ပါဤသူရဲ့ဘောကြောင့်နဲ့ကြည်တုံကစပားနေနေရာကနေမော့ကြည့်လိုက်တယ်။အိုးကောင်းကင်တမန်ကချင်းကပ်ပြီးအိုးစစ်သူရဲ့ကြီးတဲ့ဒါဟာမမှန်ကန်တဲ့ဟာတဆန်တဲ့စကားဖြစ်တယ်။ကောင်းကင်တမန်ကမသိလို့လားဒါဟာကောင်းကင်တမန်ကူစားဖယားသခင်ကူစားကောင်းကင်တမန်ကပြောနေတာဖြစ်တယ်။ဖယားကရောမသိလို့လားအငယ်73မှာသူပြောတာကအိုးဖယားအိုးထာဝရအရှင်ဖယားကိုရောဒီကျွန်တော်တို့နဲ့အတူရှိရင်ဘာဖြစ်လို့ဤမကောင်းမှုအလုံးကျွန်တော်တို့အပေါ်ကြာရောက်တယ်လေသူဟာအရန်ကြောက်တတ်သူဖြစ်တယ်ဒါပေမဲ့ဖျားနဲ့စကားပြောရနိုင်တော့တတိအလွန်ရှိတယ်ဟုတ်လားဒါဖြင့်ကျွန်တော်တို့ဘူးဘွားတွေပြောပြကြတဲ့ကူရောရဲ့နမိတ်လက္ခဏာတွေကဘယ်ရောက်ကုန်ပြီလဲထာဝရဘုရားသည်ကျွန်တော်တို့အားကိုတူပြီးမှဆောင်ယူခဲ့တာမဟုတ်လို့ယခုထာဝရဘုရားသည်ကျွန်တော်တို့ကိုစွန့်ပစ်ကမိတန်လူမျိုးလက်ထဲမှာအပ်လိုက်ပြီသူဘာပြောခဲ့လဲသူကအိုးတင်လာတာကောင်းတယ်စကားပြောရအောင်ဒီအကြောင်းမိချင်တယ်တဲ့တင်ဟာထာဝရဘုရားကောင်းတမန်ဖြစ်သည်ထာဝရဘုရားနဲ့စကားပြောနေတာဖြစ်သည်ကိုရောရဲ့ဂရိတော်အတိုင်းသာဆိုရင်ဤကဲ့သို့ဖြစ်ပြမည်မဟုတ်စပစ်နေရမှာအကျွန်ုပ်အလုံးလုံးနေမှာမဟုတ်ဘူးကိုရောသားဂရိတီရင်လို့ပြောမှာပဲပြီးတော့ကိုရောသားဖျားဖြစ်လင်းဘူဘွားများပြောခဲ့ပြတဲ့နမိတ်လက္ခဏာများကဘယ်ရောက်ကုန်ပြီလဲဘာလို့ကျွန်တော်တို့ကိုမကဲတင်တာလဲထို့တော့ကိုရောပြုတ်ခဲ့ရင်ကျွန်တော်တို့လည်းဤကဲ့သို့သူရဲ့ပေါ်ကြောင်မှာမဟုတ်ဘူးဒါကိုကျွန်တော်မလုပ်ချင်ပါဘူးစပားနယ်အဝတ်စားကိုလည်းဝတ်ချင်တာမဟုတ်ဘူးဘာဖြစ်ပြတာလဲကိုရောဘယ်ရောက်နေလဲပြီးတော့ကျွန်တော်တို့ကိုခွန်အားကြီးတော့အချင်းသူရဲ့လို့ခေါ်သေးတယ်
မဟုတ်တာပြောနေတာလားတင်ကျွန်ုပ်ကိုကြည့်ပြီးပြောနေတာလားကျွန်ုပ်ကသူရဲ့ပေါ်ကြောင့်တဲ့အလုပ်ကိုလုပ်နေတာကိုအားကြီးသောအချင်းသူရဲ့လို့ခေါ်တယ်ကိုရောရောဘယ်လိုဖြစ်တာလဲကျွန်တော်တို့ထာဝရဘုရားရဲ့အံဖွယ်တကူကဘယ်မှာလဲကိုရောဂရိတော်တိုင်းလုပ်ခဲ့ရင်သူတို့ပြုတ်ခဲ့ရင်စသည်ဖြင့်ကျွန်တော်တို့ဘုရားကိုပြောချင်စိတ်ရှိကြမှာပဲမဟုတ်လားဘယ်ကစစ်သူရဲ့ကြီးလဲကျွန်တော်တို့စစ်သူရဲ့မလူဘူးခုချိန်မှာအသက်ရှင်ဖို့လှုပ်ဆောင်နေတာစားစရာတွေလှုပ်ဆောင်ဖို့ကြိုးစားရဖို့ကြိုးစားရမှာစစ်သူရဲ့ကြီးလို့ခေါ်တာဘာတဘောလဲကျွန်တော်အတွက်မတိုက်နိုင်ဘူးကျွန်တော်မတိုက်နိုင်ဘူးတခါတလေတရားဟောချက်တွေတက်တီခံချက်တွေနားထောင်တဲ့အခါဒီလိုခံစားတတ်မှာပါဤဒီတင်ပါစတာတင်အတင်းတော်လူကြီးများရဲ့ဖျားတာဖြစ်တယ်သို့တော့ငါအတွက်တော့စစ်မှန်တဲ့ဖျားမဖြစ်တော့ဘူးဤကြီးမားပြီးအံဖွယ်ဖျားပြုတ်ခဲ့တဲ့အမှုတွေဟာငါဘဝမှာတော့မရှိဘူးပြီးတော့ကျွန်တော်စီလာပြီးတိုက်စီချင်တာကျွန်တော်ကအာချီတော့စစ်သူရဲလို့ခေါ်လာတယ်အဲ့လိုတွေးမှာပဲဖျားရဲ့ကြီးမားတဲ့တကူကကျွန်တော်တွေ့ဘယ်မှာရှိလဲအာချီတဲ့စစ်သူရဲဖြစ်လာစီဘူးကျွန်တော်အတွေ့အကြုံကဘယ်မှာလဲသူအံဖွယ်မှုများနဲ့နားလည်မှုကဘယ်မှာလဲပိုက်ဆံများရှိမယ်များရှိမယ်ကျမ်းမာရေးကောင်းမယ်မိသားစုအချင်းညာဒီလောက်မဆိုးရင်တော့ဖြစ်ကောင်းဖြစ်နိုင်မယ်ဒါပေမဲ့ကိုရောကကျွန်တော်တို့ကိုဒီလိုကြီးသူမြောင်းတဲ့ခြံထားခဲ့တယ်ကျွန်တော်ကိုဒုက္ခတွေနဲ့ထားခဲ့ပြီးအခုဘာလို့စီချင်တာလဲယခုဒါတွေအားလုံးအတွက်တင့်ကိုကျွန်တော်နဲ့သဘောမတူကြဘူးလို့တင်တို့ကျွန်တော်နဲ့သဘောမတူကြဘူးလို့မျှော်လင့်တယ်ဒါပေမဲ့တင်တို့အဲ့လိုဖြစ်နေမှတင်တို့မျက်နာမှာမြင်နိုင်ပါတယ်တခါတလေကျွန်တော်တို့ဘဝဟာအဲ့လိုဖြစ်ကြတယ်စစ်စစ်တော့ဖုလူတယ်ပိုက်ဆံရှိပူရှိရင်အချင်းပူရှိရင်ဟိုလိုဒီလိုဖြစ်ရင်လို့တာပြောကြတယ်တို့တော့ပင်လယ်နှစ်ချမ်းခွဲစီတော့ဖရားဟာငါဖရားမဟုတ်ပြီးတရုတ်ကိုကြီးပေါ်လာလျှောက်စီတော့ဖရားကငါကိုအဲ့လိုမလုပ်ပြခဲ့ဘူးဒါကြောင့်ကျွန်တော်ကသူရဲ့ပေါ်ကြောင်နေရတာဘယ်အရာမှမိကူအားထားဆရာမရှိဘူးဆိုတော့ကိုရောကြီးကျွန်တော်ကိုတကူပြပြီးပါဒါမှတော့တူးလိုက်မယ်အဲ့လိုမဟုတ်ရင်ကြီးတောင်ရဲ့ပြဿနာကပါလဲမဟုတ်ဘူးကျွန်တော်တို့ပြဿနာကပါလဲကျွန်တော်တို့ပြဿနာကဒီအရာတွေပေါ်မှာလွန်စွာသဘောတူညီလို့ဖြစ်တယ်သူတော့ကြီးတောင်ရဲ့ပြဿနာရောပါလဲသူပြောခဲ့တာတွေကိုပြန်ကြည့်ရအောင်အခန်းကြီး6အငယ်73ကြီးတောင်ကအိုဖျားသခင်ထာဝရဘုရားရဲ့ကျွန်တော်တို့ရဲ့နဲ့ရှိတော်မူသည်မှာလင်းဤအမှုကြီးရောက်ရပါတနည်းထာဝရဘုရားသည်ငါတို့ကိုအကောတုပမကဲလို့တော်မူသည်မဟုတ်လို့ဟုကျွန်တော်တို့အပအများပြောတဲ့အတိုင်းပြုတော်မူသောအံဖွယ်သောအမှုရှိသည်များတို့သည်အပေမှာရှိပါသနည်းယခုမှထာဝရဘုရားသည်ကျွန်တော်တို့ကိုစွန့်၍မိတန်လူတို့လက်သို့အပ်တော်မူပြီးတကားဟုဆို၏ကျွန်တော်တို့ထဲကဘယ်နှယောက်ကဒီလိုမြင်ပါသနည်းဒါကလူကိုဘ ഹു ပြုတ်၍တွေးခေါ်နည်းဖြစ်ပါတယ်ပြီးတော့ဒါဟာရှီးမွေဦးကြီးရဲ့တွေးခေါ်နည်းဖြစ်ပြီးထို့သို့ဖြင့်ကျွန်တော်တို့ကိုတွေးစီချင်တာဖြစ်တယ်ဒါကဘာလို့လူမျိုးရဲ့တွေးခေါ်ပုံစံဖြစ်တယ်ဘာပဲရဲ့တိုက်ကထို့သို့ကျွန်တော်တို့ကိုတွေးခေါ်ရန်တွင်တင်ပြီးခဲ့တယ်ဘာကြောင့်ကျွန်တော်တို့ရဲ့တာမန်နီရဲ့တွေမှာစိတ်ပြက်နေရတာလဲဆိုတာစဉ်းစားကြရအောင်တူငယ်တဲ့မိခွန်းကိုမိမြန်ဖို့ကျွန်တော်အချင်းအနည်းငယ်ယူခဲ့ပါတယ်ဘာကကျွန်တော်ကိုစိတ်ပြက်အမျက်ထွက်အောင်လုပ်နေတာလဲ9စက္ကန့်လောက်ထူအချက်ကိုစဉ်းစားဖို့အချင်းပြီးနိုင်မလားဘယ်အချိန်မှတင်စိတ်ပြက်ရတာလဲဘယ်ချိန်မျိုးမှတင်ကလေးများကိုဒေါသတကြီးနဲ့အော်ဟစ်တက်လဲတင်ရဲ့အဖြေကတော့ကျွန်တော်မသိဘူးကျွန်တော်အဖြေကတော့အစင်မပြေတဲ့ချိန်ကားမောင်းစင်တဆုံတယောက်ကကျွန်တော်ပြည်လမ်းပေါ်ဖြတ်ဝင်တဲ့အချိန်မျိုးမှာအော်ဟစ်တက်တယ်ငေါက်တက်တယ် break out ရတယ်ငါကူ break out ရအောင်မင်းကလှုပ်ရဲတယ်ပေါ့ break back မပြောင်းခင်တင်ပနခါလောက် break out ရလေတိလားဒေါသဖြစ်စီတယ်တင်ရက်တရရမဲ့ချိန်မျိုးမှာဘယ်လောက်တောင်ခံပင်းရတာလဲတိလားထို့သူဖြစ်စီတတ်တယ်လူတွေကကျွန်တော်ဘာမှမလုပ်ချင်တဲ့ချိန်လောက်ခိုင်းတဲ့ခါစိတ်ညက်တယ်ဘာကြောင့်ဒါတွေအားလုံးကျွန်တော်တို့ကိုစိတ်အနှောင့်အယှက်ဖြစ်စီတာလဲတိလားအကြောင်းကတော့နှောင့်ယှက်နေလို့အစီမပြေဖြစ်စီလို့တက်တောင့်တက်တာမရှိလို့ဖြစ်ပါတယ်မှန်လားမမှန်ဘူးလား
မမှန်ဘူးပေါ့အဘယ်တော့ဆိုတော့အချိန်ရွေးလျားတင်နဲ့အမြတ်နေပညာတူတက်တင်နဲ့အမြတ်ကျွန်တော်တို့ဒီငယ်ရွယ်စဉ်ကပြင်းတက်တောင့်တက်တာရှိဖို့တင်ယူကြတယ်ပူပူပြည့်အစဉ်ပြဖို့တင်ယူကြတယ်ကျွန်တော်တို့ကကိုရှုတောင်းကိုအမြင်ဖြင့်အခြေခံသောအချက်အပေါ်အကြောင်းတရားများကိုဝေဖန်ဆွေးနွေးရမှာအလွန်ထက်မြက်ကြတယ်ဒါရီကျွန်တော်လုပ်ပြီးအဖွင့်များကြားသူမဟုတ်လူနှစ်ဦးကြားငင်းခုန်တိုက်ခိုက်တာမျိုးများစွာမြင်ဖူးတယ်ဆိုတော့ကျွန်တော်ဖတ်သားမိတာကသူတို့တိုက်ခိုက်ကြတဲ့ချိန်မှာသူတို့မှားခဲ့တဲ့အရာတွေကိုမိရော့ရာမှာအလွန်တော်ကြပါတယ်တခါတလေအော်မိတာပြီးတော့ကျွန်တော်မပြောသင့်ဘူးလူသားတွေကိုတခါတလေတော့အော်မိပါတယ်ဒါကရွေချက်ရှိလားဒါမှမဟုတ်တကယ်မမှတ်မိကြတာလားတနည်းနည်းဖြင့်တော့ကျွန်တော်တို့ဟာတိုက်ခိုက်ဖို့စကားပြောဖို့ဒီဇိုင်းဆွဲခံရသူများလားဆိုတော့ကိုယ့်အမှားကိုလက်လူရှုချင်းကျွန်းကျင်မှုမှာပူကောင်းမွန်လာကြတယ်လူသားတွေကပြီးရင်တစ်ဖက်သားအမှားပေါ်ပူပြီးအပြစ်ပုံချကြတယ်ပြီးတော့ကိုအမှန်တရားများအဖြစ်ပြောင်းလဲခြင်းတယ်ကိုဖက်အမှန်ဖြစ်စီခြင်းတယ်ကိုအမှားကိုသူများအမှားဖြစ်စီတယ်မှန်လားဒါတင်မှာငါအမှားမဟုတ်ဘူးဒါအမှန်ပဲအကြောင်းမှာ၎င်းကအကြအရှုံးသောလူသားတို့ရဲ့ပြင်ကိုရည်ချင်းတို့မဟုတ်အပြုတ်အမှုအချင်းဖြစ်လို့ပါတခါတလေပြဿနာကြုံတတ်ကြတယ်အမှဖျားကိုဆန့်ကျင်တဲ့ထူကျွန်းကျင်မှုတုံးတတ်ကြတယ်ကြည်တော်ထုတ်တုံးတလို့မျိုးပေါ့သူကအကျွန်ုပ်ဘာလုပ်ရမလဲလို့မမီးခင်အတိုက်ခံအရင်လုပ်တယ်သူမိနေတယ်ဒီအစားကိုရောဒီကိုလုံးမဲ့အလုပ်ကိုမလုပ်ခဲ့ဘူးဒါကြောင့်ကျွန်ုပ်ဒီမှာရှိရတာကျွန်ုပ်ကိုအားကြီးတော့အချင်းသူရဲ့လို့ခေါ်သေးတယ်ဟေးကျွန်တော်တွေ့ထွက်တိုက်ခြင်းစိတ်မရှိဘူးကျွန်တော်လူအပ်ဒါကထမင်းစားရဖို့စပါအနည်းငယ်သာဖြစ်တယ်ဆိုတော့ဒါဟာဘယ်သူအဖြစ်လဲတွေးကြည့်ပါအချင်းဒီကိုကြည့်လိုက်ပါကိုရောဒီကျွန်တော်တို့ကိုကဲတင်ကအောင်မြင်ချင်းပြီးမဲ့ထာဝရဘုရားမဟုတ်ဘူးလားကိုရောကအတွေးချင်းမြောင်ပြီးတာဝန်ကိုရှောင်တယ်တဲ့အငယ်ဆက်လက်ထာဝရဘုရားသည်သူ့ကိုကြည့်ရှု၍ယခုတင်ရသောတကူကိုအမိပြုတ်၍သွားလောတင်သည်ယခုဣတိလအမျိုးကိုမိဒန်လူတို့လက်မှကဲနှုတ်လိုက်မိတဲ့ဒါကအငယ်ဆက်လက်မှာပါဖယားကသူပြောတာကိုတကယ်နားထောင်ရဲ့လားဒီလိုမျိုးကျွန်တော်လဲတွေ့ဆုံပွဲတစ်ခုမှာကျွန်တော်တို့လည်းတွေ့ဆုံပွဲတစ်ခုမှာတယောက်ထန်လှုပ်ခက်မိမယ်လို့ထင်ပါတယ်တွေ့ဆုံဆွေးနွေးပွဲမှာတဆုံတယောက်ကစောရကတက်တာသူ့မဟုတ်မချီမနှက်မှုတွေရှိလာတယ်သူ့မဟုတ်အမြင်တစ်ခုတင်ပြမယ်အဲ့မှာတင်တတိသူ့မဟုတ်တင်ရဲ့ခေါင်းဆောင်ကဟေးဘာကြောင့်တာကူတာဝန်မယူတာလဲလို့ပြောမယ်ဒါကူတင်ယူလာမှတော့ဘာကြောင့်တင်ကတာဝန်မခံရတာလဲလို့ပြောမယ်ဖျားလောက်တာလဲအဲ့လိုကွတ်တိဖြစ်ပါတယ်ထူသူပြောတာဖြစ်တယ်ကျွန်တော်တို့ကိုမကယ်တင်ဘူးတဲ့ဟုတ်တယ်ဒါကြောင့်မင်းကငါစီလွတ်တာလို့ဖျားကပြောတယ်တင်တော်ရထူလူမျိုးကိုကယ်တင်ပါတယ်ထို့နောက်ကြည့်တော့ဆက်ဆူဒီမှာအငယ်ဆငါနဲ့ဆက်ကြောက်ကြည့်တော့ကလည်းအိုးဖျားသခင်ကျွန်တော်ဒီလာမျိုးကိုအဘယ်သူကဲလို့နိုင်ပါမင်းနေကျွန်တော်ဆွေမျိုးဒီမလေးရှားအမျိုးနဲ့တာ၍ဆင်းရဲပါ၏ကျွန်တော်ဒီလေကိုဆွေမျိုးနဲ့အယုတ်ဆုံးတော်သူဖြစ်ပါ၏ဟုရှောက်လင်ထာဝရဘုရားကအကယ်စင်စစ်ငါသည်တင်နဲ့အတူရှိသဖြင့်တင်သည်လူတယောက်ကိုလှုပ်ကြံတကဲ့သို့မိတန်လူတို့ကိုလှုပ်ချင်ရလိမ့်မဟုမိန့်တော်မူ၏ငင်းခုံလို့မရထာဝရဘုရားကိုငင်းခုံလို့မရဘူးသူကအိုဘုရားသခင်ကျွန်တော်ကိုမကယ်တင်ဘူးလို့ပြောတယ်ဘုရားကဟုတ်တယ်ဒါကြောင့်ငါလာတာတင်ကယ်တင်ရမယ်တဲ့ကယ်တင်ပေးဖို့တင့်ကိုငါအသုံးပြုမယ်တဲ့သူကမဖြစ်နိုင်ဘူးကျွန်တော်ဒီအငယ်ဆုံးတော်သူအဆွေမျိုးထဲမှာလည်းအငယ်ဆုံးအယုတ်ဆုံးတော်သူဖြစ်တယ်လို့ပြန်တုံ့ပြန်တယ်ဆိုတော့ဖယားကဟုတ်ပြီငါအနေနဲ့အတူရှိမယ်တဲ့
ဘာလို့ဖယားကခွန်အားကြီးသောအချင်းသူရဲ့လို့ခေါ်တာလဲဘာကြောင့်လဲသိလားဖယားဒီလာရွတ်တင့်ကိုခေါ်ကြဲကအစီရှင်ရှိပြီးသားဖြစ်တယ်ခွန်အားကြီးသောအချင်းသူရဲ့လို့ခေါ်ရခြင်းမှာစစ်တိုက်ဖို့သူ့ကိုစီလွတ်ရမယ်ဆိုတာကိုဖယားသိထားလို့ဖြစ်တယ်ကိုတော်သိနေတယ်တင်ဟာကောင်းချစ်ခံရသူဖြစ်တယ်ဆိုတာယုံလားတင်ဟာအားကြီးသောသူရဲ့ဆိုတာယုံလားတင်မှာဣတိလအမိရှိပြီးကြီးမြတ်တဲ့အောင်နိုင်သူဖြစ်ကြောင်းယုံပါသလားအာမင်သူကကျွန်တော်ထက်အရက်မိနေလို့ပြောအောင်ပါလားဖယားကတင့်ကိုသိတယ်တင်မတတ်နိုင်ကျွန်တော်မတတ်နိုင်ဘူးဆိုတာသိလားအာမင်ပြောစရာမလိုပါဘူးအာမင်လို့အကြောင်းကတင်တို့အရင်ကလည်းအာမင်မထူးကြလို့ပါဖယားကတင့်ကိုအားကြီးတော့သူဖြစ်စီမယ်အကြောင်းမှာငါဒီတင်နဲ့အတူရှိမယ်တင်ချင်းမြတ်နေလို့မဟုတ်ထို့ကြောင့်သူပြောစရာရှိတာကအာမင်ဒါဖြစ်ပါတယ်ဆက်သွားရအောင်အာမင်ဟုတ်ပြီကျွန်တော်တို့ရှာနေတာစောင့်မျှော်နေတဲ့တကူကြီးသောဖယားသည်ကိုတော်ပြင်ဖြစ်သည်ဒါကြောင့်အတူလျှောက်ရအောင်ဒါဟာကြည်တော်အတွက်အပေမြလောက်ကြီးမားမယ်နိအငယ်19-18မှာကြည်တော်ကအကျွန်ုပ်ဒီရှိတော်၌မျက်နာရလင်းတဲ့ကြည်တော်ကသူရဲ့ပေါ်ကြောင့်သူဖြစ်တယ်သူ့တော့နှုတ်မပိတ်ခဲ့ဘူးတကယ်တော့ကြောက်တတ်ပြီးသူရဲ့ပေါ်ကြောင့်ဆိုနဲ့ညီတဲ့လူများဆိုရှိပါတယ်အเจ้าမှာသူတို့မစွန့်ဆောင်နိုင်လို့ပြီးတော့အရာတိုင်းကိုရည်တွက်တတ်ကြလို့ဖြစ်ပါတယ်ဒါကြောင့်ကြည်တော်လဲထူလူမျိုးထဲကတယောက်ဖြစ်ပါတယ်သူထပ်ပြောတာကရှိတော်နဲ့မျက်နာရလင်းအကျွန်ုပ်နဲ့ယခုနှုတ်ဆက်တော်မူကြောင်းထင်ရှားသောနမိတ်လက္ခဏာကိုပြတော်မူပါတဲ့ဒါဟာယခုတင်တို့နဲ့ကျွန်တော်စကားပြောသလိုမျိုးပဲနမိတ်လက္ခဏာပြပါလူလင်ကကြည်တော်ကိုမိတယ်ကောင်းကင်တမန်ကိုပြောတာဒီအကြောင်းတော့ဒီမှာမပါဘူးဒါကကျွန်တော်မဟုတ်ဘူးနော်ကိုရောမဟုတ်ဘူးနော်ကိုရောရဲ့နမိတ်လက္ခဏာပြပါကြည်တော်ကဖျားနဲ့စကားပြောပြန်ပြောကအဖြစ်တင်နေပါဒါဖြစ်တယ်ဒါဟာဖျားလို့သူထင်နေတာဖြစ်တယ်ဟုတ်လားဒီချိန်မှာဟုတ်လားဘာပဲဖြစ်အိုးသခင်ကျွန်တော်တို့တွား၍တဆုံတစ်ခုလောက်ရအောင်ကိုရောနမိတ်လက္ခဏာပြပြီးပါကိုရောမှန်ကန်ကြောင်းသက်တည်ပြပါကိုရောရှိနေပြန်မလာမီတိုင်အောင်ရဲ့ရက်ကကြွသွားတော်မူပါနဲ့ဟူတောင်းပန်တယ်ဒါဟာကျွန်တော်တို့လှုပ်လိရှိတဲ့အချက်ပဲဘောဇီပူဇော်တကကိုဆောင်ခဲ့ပါမယ်ဆိုတော့သူကမျက်နာတော်ကိုရှာနေတယ်ကျွန်တော်ပူဇော်တကယူလာခဲ့မယ်သူကဖျားကိုစားနေတာလားတကယ်ပဲပူဇော်တကဆက်ကပ်နေတာလားဆိုတော့သူပြန်လာတဲ့အထိစောင့်နေမယ်တဲ့ထို့ကြောင့်သူကပူဇော်တကယူလာတဲ့အငယ်19မှ21ထိဖျားအောင်အငယ်19မှ21ထိကြည်တော်ဒီတွား၍စိတ်တငယ်တကောင်ကို၎င်းမုံငက်တဖာနဲ့လောက်တော့တစည်းမဲ့မုတ်ပြားတို့ကို၎င်းပြင်ဆင်လေစိတ်သားကိုတောင်းထဲ၍စိတ်သားပြုတ်ရည်ကိုဦး၌လောက်ပြီးမှကောင်းကင်တမန်ရှိရာတပိပင်အောက်သို့ဆောင်ခဲ့၍ဆက်လေဆိုတော့သူကဘာယူလာတာလဲစိတ်တငယ်ကောင်ဖြစ်ပါတယ်ဒါကြောင့်ဤဒီကြီးမားတဲ့ဇစ်ပူဇော်ခြင်းဖြစ်တယ်ဟုတ်လားအထူးသဖြင့်ထိုကာလမှာစားစရာပြမရှိကြတဲ့ချိန်ဖြစ်တယ်ဟုတ်လားကိတောကကောင်းမွန်တဲ့အရာကိုထူးခြားစွာလှုပ်ဆောင်တာဖြစ်တယ်ဘာလို့သူဟာစပစ်တင်းနေရတစားထဲမှာစပားနေတာလဲဆိုတာမသိဘူးကျွန်တော်တို့ရောဘယ်မှာရှိကြလဲအငယ်20ကျွန်တော်ဘယ်ရောက်နေလဲအငယ်21အငယ်20နောက်ပိုင်းမှာထာဝရဘုရား၏ကောင်းကင်တမန်ကလည်းအမေသားနဲ့တစီမဲ့မုတ်ပြားကိုယူ၍ကြောက်ပေါ်မှာတင်လောအမေသားပြုတ်ရည်ကိုတွန်းလောင်းလောဟုဆိုလင်းထိုတို့ပြုတ်လေကောင်းကင်တမန်ဘာလို့ခိုင်းလဲအသားကိုမစားခဲ့ဘူးဗုဒ္ဓဟူးနေ့ညကရက်ရောသောနှလုံးသားနဲ့တေခင်းပြီးတဲ့ငါရှင်းဟင်းလျာနဲ့ဟင်းရည်ကိုတိကြလားတရိယာကြလားဒီအတန်းပြီးရင်ထွက်စားကြမယ်ဆိုတော့သူတို့ကပထမဦးကိုအရင်ယူလာလက်ရှိတယ်ငါကဖျားမဟုတ်ဘူးတို့တော့ငါအခန်းထဲထမင်းနဲ့ဟင်းရည်ယူလာလို့တကယ်ဦးချီယူတင်ပါတယ်တို့တော့အကယ်၍ဟင်းလျာတွေကိုစပွဲပေါ်တွန်ချလိုက်ပါလို့ကျွန်တော်ကပြောခဲ့ရင်
တင်ဘလူခံစားမှာလဲသူမစားဘူးကောင်းကင်တမန်မစားဘူးအသားကိုကြောက်ပေါ်တင်ခိုင်းပြီးဟင်းရည်ကိုကြောက်ပေါ်မှာလောင်းချခိုင်းလိုက်တယ်အငယ်21ထိုအခါကောင်းကင်တမန်သည်မိမိကိုင်သောတောင်ဝိတ်ကိုဆန့်ရွက်အမဲသားနှင့်တစီမဲသောမုတ်ပြားတို့ကိုတုသဖြင့်ကြောက်ထဲမှမိထား၍အမဲသားနှင့်တစီမဲသောမုတ်ပြားတို့ကိုလောင်ကျွန်းပြီးမှထာဝရဘုရားကောင်းကင်တမန်သည်ကွယ်ပြောက်လေ၏တဲ့ဘာဖြစ်ပြက်လဲကိဒေါန်ကသူ့ကိုစမ်းသပ်ရာ၌ရည်ရွယ်ချက်ရှိတယ်ဒါကကြီးမားလွန်းတဲ့ပူဇော်တက္ကဖြစ်ပါတယ်အလွန်ကြီးမားတဲ့ပူဇော်တက္ကဖြစ်တယ်ယနေ့ခက်မှာဆိုကြပါစို့ဒေါ်လာ3သိန်းယူလာတဲ့ဆိုကြပါစို့အလကားနဲ့ပြီးဖို့ကောင်းကင်တမန်ကသူ့ဘာအကောင့်ထဲထည့်လိုက်တယ်ဒါမှမဟုတ်ဒီအတိုင်းစားပြစ်လိုက်တယ်ဆိုရင်ဒီလိုကြီးတော့အငတ်ကြီးပဲလို့သူတွေးမိမှာပဲသူ့တော်လဲကောင်းကင်တမန်ကဘာပြခဲ့တယ်လဲကိဒံဒီကောင်းကင်တမန်ရောက်လာတဲ့အခါအာဗြဟံကဆက်ဆံခဲ့တယ်လို့မျိုးဆက်ဆံတာဖြစ်ပါတယ်ဟုတ်လားအဲ့တော့ကောင်းကင်တမန်ကအေလိယပြသခဲ့တယ်လို့မျိုးပြသပြီးခဲ့တာဖြစ်တယ်မောရှိတောင်ဝိကဲ့သို့ဖြင့်မိကိုယူဆောင်ခဲ့တာဖြစ်တယ်ဟုတ်လားလောင်ကျွမ်းတဲ့အတိတ်ဘက်ကတော့ဘုရားသခင်ကပူဇော်ခြင်းကိုလက်ခံတာဖြစ်တယ်တခါတလေကျွန်တော်တို့လည်းမိမိတို့ပူဇော်တကဖြင့်ဘုရားကိုစမ်းသပ်ကြတယ်ထိုအရာကိုမြင်တွေ့ပြီးနောက်အငယ်20ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ဒီကိုကိရောဒီတိမင်တော့အခါအိုဘုရားအရှင်ဘုရားထာဝရဘုရားကျွန်ုပ်ဒီထာဝရဘုရားကောင်းကင်တမန်ကိုမျက်နှာချင်းဆိုင်၍မြင်ရပါပြီတကားကိုလျှောက်တော့ကြည်ပါကိရောနဲ့ယုံကြည်ခြင်းကိရောရဲ့ယုံကြည်ခြင်းပြောင်းလဲမှုရှိလာတယ်ဒါကိုကျွန်တော်တို့ကြည်ပြီးကျွန်တော်တို့ယုံကြည်ခြင်းနဲ့နိုင်ရှင်ရမယ်ဥစွာသူဟာဖျားဖြစ်တာကိုကျွန်တော်တို့သိတယ်သို့တော်လည်းဖျားကကျွန်တော်တို့အားအမှုပြုတ်ပြီးဖို့တောင်းဆိုကြသိတယ်ဆိုတော့သူ့ကိုစမ်းသပ်ကြတယ်ကိုမှရှိတဲ့အလိုပျက်စီးများဖြင့်ဖျားကိုကျွန်တော်တို့စမ်းသပ်ကြတယ်ပြီးတော့ဖျားကိုမိမိရဲ့အလိုကိုတကယ်ပင်လက်ခံခဲ့မိမိရဲ့နှလုံးသားကိုလက်ခံတာတွေ့တဲ့အခါအိုးကိုရဲ့အတွေ့အကြုံမှုပထမအဆုံးဖျားနဲ့တွေ့ကြုံမှုအထီးတွေ့ခံစားပြီးနောက်မှာတော့သူဟာဖျားဖြစ်တယ်လို့ကျွန်တော်ပြောတတ်ကြတယ်ကိဒေါန်ဤဖျားသည်သူဦးကောင်းထဲမှာအတိတရားသူမဟုတ်ယုံကြည်မှုတက်ဖြင့်သာရှိခဲ့တာဖြစ်တယ်အရင်ကကိဒေါန်ရဲ့ဖျားဟာတခြားလူများနဲ့ဘူပွားများပြောပြချက်မှကြားဖူးတဲ့တဆုံတစ်ခုမျှတာဖြစ်ခဲ့တယ်ဒါပေမဲ့ယခုမှတော့သူကိုယ်တိုင်တွေ့ကြုံခဲ့ပြီးဖျားကိုသူကိုယ်တိုင်တွေ့ကြုံခဲ့ပြီးဆိုတော့အဲ့လိုဖြင့်သူကိုမတိချုံခင်ထိနီတက်ကြတယ်အရင်ပတ်တနင်္ဂနွေနေ့မှာအတိပညာအကြောင်းသင်ကြတယ်ကိတုံမှာယုံကြည်မှုတော့ရှိတယ်သို့တော့ထာဝရဘုရားကောင်းကင်တမန်ရောက်လာကတက်တည်ပြခဲ့တယ်ယခုမှတော့ဖျားကိုတည်လာတယ်အမှန်တကယ်ဖျားကိုမတိခင်အထိအသက်တာမှာဖျားရဲ့လှုပ်ဆောင်ချက်မရှိနိုင်ပါငါတို့စပစ်တီးနေရနဲ့စပါးနေရအောင်မဲကိုယ်လွဲနေတော့အသက်ရှင်ချင်းအလွန်ကန့်သက်တဲ့ဘဝနဲ့ရှင်သန်နေရတယ်ဖျားကိုအမှန်မတွေ့ခင်ထိပေါ့သို့တော့ထာဝရဘုရားကောင်းတမန်လာ၍သူအားခွန်အားကြီးသောစစ်သူရဲ့လူခေါ်ပြီးသူ့အလုံးလှုပ်ဆောင်တဲ့အခါကိဒေါန်ကဖျားကိုတိကျွန်းလာတယ်ပြီးတော့ဖျားကိုတွေ့ကြုံလာတယ်အငယ်23မှာပြောတာကထာဝရဘုရားကငြိမ်သက်ခြင်းရှိပါစေမစိုးရိမ်နဲ့တင်မတီရဟုမိန့်တော်မူ၏တဲ့အကြောင်းကအငယ်20မှာထာဝရဘုရားကောင်းကင်တမန်ငါမြင်ရပြီလို့သူပြောတာဟုတ်ယခုငါတီရတော့မယ်လို့သူပြောတာဟုတ်အခုတွင်သူတို့ကြောက်ရွံ့ခြင်းရှိလာတယ်အရင်ကတော့အာမောရိဘုရားများကိုကြောက်ခဲ့တယ်သို့တော်ထာဝရဘုရားကိုယခုကြောက်လာပြီဆိုတော့ဖျားကငြိမ်သက်ခြင်းရှိပါစီလို့မိန့်တော်မူတယ်ပြီးတော့ကိဒေါန်ကထိုရက်မှာရစ်ပလင်ကိုဖျားသခင်အဖို့တေခဲ့တယ်ဒါကတကယ်ရစ်ပလင်ဘာဒီမှာတကယ်ပဲဖျားရဲ့ငြိမ်သက်ခြင်းကိုရခဲ့တယ်အတိတ်ဘက်ကဂျေဟောဝါရှလောမ်ဖြစ်တယ်ဂျေဟောဝါရှလောမ်လို့အမိပေးထားတယ်ထာဝရဘုရားဒီငြိမ်သက်ခြင်းဖြစ်တယ်ဒါကဘာသာပြန်တော့စာသားဖြစ်တယ်ဟေပြလူအတိတ်ဘက်ကဂျေဟောဝါရှလောမ်ဖြစ်တယ်ကျွန်တော်တို့အပေါ်ထို
ထုံငိမ့်သက်ချင်းကောင်းကြီးမင်္ဂလာတက်ရောက်ပါစေလို့ဆုတောင်းပါတယ်ထူမတိုင်ခင်ထိသူ့ယုံကြည်ခြင်းကအမတည်ငြိမ်ဘူးဟူဟာဒီဟာကူပဲတိုက်တာပြနေခဲ့တယ်ဖယားကိုအမှန်တကယ်မကူးစားနိုင်ခဲ့ဘူးစားဖို့တောက်ဖို့နဲ့ဘယ်လိုရှင်တန်ရမယ်ဟူသောအကြောင်းတွေပဲစိတ်ထဲမှာပူပန်နေတာဖယားကဘာလို့မကယ်တင်တလဲဟူ၍အလိုမကျပဲဖြစ်နေတယ်သို့တော့ဖယားသခင်ရောက်လာပြီးတင်နာထောင်ကကြားနေတဲ့အကြောင်းဟာငါဖြစ်တယ်လို့ပြသလိုက်တယ်ယခုတွေ့ဆုံပြီးပထမတော့ကြီးစွာကြောက်ရွံ့ခြင်းရှိတယ်သို့တော့ကိုရောကငင်တဲ့ချင်းစစ်စီတဲ့ဒါကူဘယ်သူပြောတာလဲတပည့်တော်များပြောင်းလဲလာပြီးယောမစစ်သားများလိုက်လံဖမ်းဆီးနေလို့ကြောက်ရွံ့နေချိန်မှာယေရှုကတင်တို့ငင်တဲ့ချင်းစစ်စီဟုမိန့်ဆိုခဲ့တယ်တကယ်ပြင်းသခင်ဖျားထာမငင်တဲ့ချင်းရှိစီဟူသောစကလုံးကိုတင်ကြားဘူးလားဖျားနှုတ်ကပတ်တော်မှာတရားဟောချက်ကဖြစ်စီတင်နှလုံးသားထဲကဖြစ်စီကျမ်းစာဖတ်ခြင်းမှဖြစ်စီကြားပူပါသလားထုံငင်တဲ့ချင်းကတကယ်ပင်တင်းရဲ့ဆိုရင်ပူပန်မှုများနဲ့စိတ်ပူပန်မှုများဖယ်ရှားပြီးမှဖြစ်ပါတယ်ဇာယွန်တင်တူတင်တာတယောက်စီတိုင်းပေါ်မှာဂျေဟောဝါရှလုံကောင်းကြီးလက်ခံရရှိပြီးရရှိဖို့ဆုတောင်းပြီးပါတယ်ဖယားနဲ့အာမခံချက်မရှိရင်ငြိမ်သက်ခြင်းမရှိနိုင်ပါသို့တော့ဖယားနဲ့အာမခံချက်နဲ့ယခုကျွန်ုပ်နဲ့အတူဘယ်လိုရှိနိုင်မှာလဲအရာများထင်တယ်လို့ဖြစ်မလာတဲ့အချိန်မှာထုံငင်သက်ခြင်းကိုတောင်းလျှောက်ပါဆိုတော့ရှိသွားရအောင်ကိတုံကဖယားကိုစမ်းတက်ခဲ့တာကိုတရိယာပါယခုဘသူအလှဲ့လေကိတုံကိုစမ်းတက်ဖို့ဖယားအလှဲ့ဖြစ်ပါတယ်ဒါကြောင့်ဒါကိုဂျေဟောဝါရှလုံရဲ့စမ်းတက်ခြင်းလို့ကျွန်တော်ခေါ်ပါတယ်ငါတင်အားငြိမ်သက်ခြင်းပြီးတယ်ယခုမင်းငါကိုတကယ်ယုံကြည်လားကြည့်မယ်အငယ်25မှ32ထိအငယ်25အချိန်မရှိတော့လို့ဒီမှာတင်ရက်ပြီးတော့နောက်တစ်ပတ်မှာဆက်ကြမှာလားအเจ้าမှာဒါပြင်စုတွေ့ဆုံပွဲရှိလို့အောက်ခဲမြန်မြန်ပြောင်းသွားကျူးစားကြည့်မယ်အခန်းငယ်25ထုံညမှာထာဝရဘုရားကတင်းအပအိနွားဘိုင်နဲ့တင်းအပတီတော့ဘာလဘုရားရဲ့ပလင်ကိုဖြူဖြက်ရပလင်နာမရှိတော့အာရှုရပင်ကိုခုတ်လဲလောတဲ့ယခုဖယားကသူ့အပပိုင်တော့ဘာလဖယားများနဲ့အာရှုရအယုတ်တူများကိုတစ်ပင်ကိုဖြက်စီဖို့နဲ့သူ့အပရဲ့တံပိုးကြီးတော့ဒရိတ်ဆန်ကိုခိုးယူဖို့သူရဲ့ပေါ်ကြောင့်တော့သူကိုခိုင်းတယ်ဟုတ်လားပြီးတော့တက်ခိုင်းတယ်၎င်းအရာနဲ့ငါရှိတဲ့အရက်ကိုလာခဲလို့မိန့်တော်မူတယ်အငယ်26ငါစီရင်တဲ့အတိုင်းဤကြောက်ပေါ်မှာထာဝရဘုရားဖို့ရက်ပလင်ကိုတီးပြီးလင်ခေါလဲသောတစ်သားဖြင့်ဒုတိယနွားကိုမီးရှုလောဟုမိန့်တော်မူ၏ခொနနှစ်သားနွားထီနဲ့ပူဇော်ခိုင်းတာကမိတန်လူမျိုးနှိမ့်ဆက်မှုအောက်ခொနနှစ်ကြာရောက်ခြင်းကိုပုံဆောင်တာလည်းဖြစ်နိုင်ပါတယ်ပြီးတော့ဒါဟာခொနနှစ်ကျွန်းခံခြင်းကိုပုံဆောင်တာဖြစ်နိုင်တယ်ပြီးတော့ငှက်ဖြင့်ပူဇော်ခြင်းကိုအာရှုရတစ်သားဖြင့်မိရှုခိုင်းတယ်ဒုက္ခရုပ်တုများကိုဖျက်ဆီးပြီးထိုတစ်သားများဖြင့်ငှက်ပူဇော်ခြင်းကိုမိရှုစီတယ်ဒါဟာကျွန်တော်တို့ခုတ်လဲရမယ်တစ်ပင်ပါယခုတော့ဒီလူကလှုပ်ချင်စိတ်ဆောင်ရွက်လူစိတ်နည်းနည်းရှိလာတယ်ကြည့်တော့အတွက်ဒါဟာတီတာထက်ပူဆူးတဲ့လှုပ်ရက်တစ်ခုဖြစ်နိုင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒါလွယ်မှာမဟုတ်ဘူးဒါပေမဲ့သူလုတ်ခဲ့တယ်လုတ်ဆောင်ခဲ့တယ်ကိဒေါန်ဒီမိမိချွန်း10ယောက်ကိုခေါ်တယ်ဆိုတော့သူတို့ရဲ့ရက်ပူဇော်ခြင်းကဘယ်လောက်ကြီးကျယ်ခမ်းနားမလဲစဉ်းစားနိုင်လား၎င်းတို့ကိုဖျက်ဆီးဖို့လူ10ယောက်လူတယ်သူ့ချွန်း10ယောက်နဲ့ထာဝရဘုရားရှင်ဒီအတိုင်းလုပ်ခဲ့ကြတယ်ပြီးတော့သူဒီသူ့အဖနဲ့မြို့သူမြို့သားများကိုကြောက်ရွံ့လို့နေကင်းဘက်မှာမလုပ်ပဲညဘက်မှာလုပ်ခဲ့တာဖြစ်တယ်အနည်းဆုံးတော့သူလုတ်ခဲ့တယ်ဖျားခိုင်းတဲ့ဟာကိုသို့တော်လည်းလူတွေမမြင်တဲ့ညအချိန်မှာလုတ်ခဲ့တယ်မြို့သူမြို့သားများမနဲ့စောစောထကြတဲ့အခါဘာလာဖျားစစ်ပလင်ပြူကြနေဒီကိုမြင်ကြတယ်ဆိုတော့မြို့သားများကထကြွလာကြတယ်ရုတ်တုတ်တော့အကြောင်းကြော်ခဲ့တယ်ဒါပေမဲ့ဒါက
ရစ်ပလင်အကြောင်းပါ sorry အနားမှာရှိသောအာရှုရပင်လဲချက်ခုတ်လဲချင်းရှိတယ်ဒုတိယနွားထီလဲတူတီထားတဲ့ zip ပလင်ပေါ်မှာပူဇော်နေတာကိုမြင်ကြတယ်ဆိုတော့အခုကိတော်ဘယ်မှာရှိနေလဲဆိုတာမှန်းနိုင်လားကိတော်ဘယ်မှာရှိလဲလို့ထင်လဲတင်တို့ကြည့်နေတဲ့ TV တို့မဟုတ် drama ကားတွေမှာဒါတွေအားလုံးမှန်းဆလို့ရနိုင်ပါတယ်တိုင်းနိုင်ငံဇက်ကားတွေမှာဤလူတွေကညချိန်မှာဆက်စုရင်ဆရာဖွယ်အလုပ်ကိုလုပ်ကြတယ်ဘယ်သူကူသူကြောက်လို့လဲနံပါတ်1သူ့အဖဖြစ်တယ်ဘယ်သူကူဘယ်လူဖခင်မျိုးလဲဆိုတာတင်တို့တွေးကြည့်နိုင်လားဒါကအလွန်ကြီးမားတဲ့ရုပ်တုတစ်ခုပါရုပ်တုအကြောင်းတော့ကျွန်တော်ညမပြောဘူးသူ့အိမ်ထဲမှာရှိတဲ့ကြီးမားလာတဲ့ zip ပလင်ပါသူ့တော့နောက်ပိုင်းမှာမြို့သားများရောက်လာပြီးလဲချသောရာဇပလင်အတွက်ပြဿနာရှိကြတာကိုတွေ့ရမယ်၎င်းအတိတ်ပဲကသူဟာမြို့ဝင်တူရွာသူကြီးတူဖြစ်နိုင်ပါတယ်ကြည့်တော့အဖြစ်သူ့အိမ်ဒီလူများရောက်လာ၍ဝတ်ပြုရနေရဖြစ်တဲ့အတွက်ကြောင့်ချမ်းသာဆုံးလည်းဖြစ်နိုင်ပါတယ်သူဖခင်ဟာလည်းအာစရဖျားဝတ်ပြုခြင်းအတွက်ရပရောဟိတ်ဖြစ်နိုင်တယ်ဒါကသူ့အိမ်မှာရှိတာသူ့ရပလင်ဖြစ်ပါတယ်သို့တော်လည်းလူတိုင်းကထူပလင်ကိုတုံးကြတယ်ထူရပလင်ကိုစီကကိုရီးယားနိုင်ငံမှာလည်းတရွာလုံးမှာဖုန်းတစ်လုံးပဲရှိခဲ့ဖို့တယ်ဘယ်အိမ်မှာလဲရွာသူကြီးအိမ်မှာဆိုတော့လူတိုင်းလာပြီးဖုန်းပြောထုတ်ပိုက်ဆံအနည်းငယ်ပြီးကြတယ်ဆိုတော့သူကရွာသားတွေပေါ်ဩဇာလွှမ်းမိုးခြင်းဆူမိုးခြင်းအတိုက်တာတစ်ခုထိရှိတယ်ကြောက်ရွံ့ယူတည်ရတယ်ဘယ်ချမ်းပတ်ရောက်ပြီလဲအခုအငယ်29တယောက်မိကြတယ်မြို့သားမနဲ့ထကြတဲ့အခါ၎င်းကိုသိမြင်ကြတယ်ဟုတ်လားဘယ်သူဒီအမှုပြုတ်တနည်းဟုတယောက်ပြောဆိုကြတယ်ပြီးတော့စူးစမ်းလိလာကြတော့ယောရှိရဲ့သားကိဒွန်မှန်တိကြတယ်သူလှုပ်သွားတာဖခင်ဘလောက်ရှက်ဖို့ကောင်းမလဲမတမာတဲ့လူတွေမဟုတ်ပဲသူ့သားကိုယ်တိုင်ကလှုပ်သွားတာမြို့သားတွေကယောရှိထန်တင်သားကိုခေါ်ထုတ်လို့ဟုအော်ဟစ်ကြတယ်သူဟာအိမ်ထဲတဏှာယာမှာပုံနေတာဖြစ်မယ်ဘာလဖျားစစ်ပလင်ကိုဖျက်ဆီးလို့သူတီသွားနိုင်တယ်အနားမှာရှိတဲ့ဇစ်ပလင်ကိုလည်းခုတ်လဲပစ်တယ်သို့တော့သူတို့ဒီယောရှိစကားနားထောင်ကြတယ်ယောရှက်ကသူ့ကိုစန့်ကျင်၍လုံနေသောလူထုထံပြောတာကတင်တို့ဒီဘာလဖျားပဲနဲ့အမှုဆောင်မီလို့သူ့ကိုကဲတင်မီလို့သူ့ဘက်ကအမှုဆောင်တော်သူဒီနာနဲ့မလွန်မီအတိခံပါလိစီတဲ့ဒီလူကဘလောက်တောင်ပါဝါရှိတယ်လေဒီလူတွေကဘာလဖျားစစ်ပလင်ရှိလို့ဘာလဖျားဘက်မှာရှိတယ်ဖခင်ကိုရိုင်းဒီအပေသူဘက်မှာရက်တီတာလေသူတို့ကလေးဘက်မှာသူတို့ကလေးဘက်မှာရက်တီကြပါတယ်ဖခင်တိုင်းကသူတို့ကလေးဘက်မှာရက်တီကြတာလေရက်တီကြအာဗြဟံရဲ့အဘတေရနဲ့တူတယ်တေရဟာယုတ်တုကူကွယ်သူယုတ်တုပြုတ်လို့သူဖြစ်တယ်ဒါပေမဲ့ဘုရားကထွက်ခေါ်ပါလို့ပြောတဲ့အခါထွက်ခေါ်ခဲ့တာပဲတနည်းတဖုံတော့တူနေပါတယ်မတိပေမဲ့သူဟာမနဲ့ထတာနဲ့ဖမ်းမိမှာပဲရစ်ပလင်ကိုတွေ့မယ်ဟေးဆိုပြီးသားငယ်သားတွေကိုကြည်တော်အဖမ်းခိုင်းမှာပဲအเจ้าမှာတခြားအစီခံတွေကတွေ့ရှိပြီးတိုင်ကြားကြမှာပဲကြည်တော်လုံနေတဲ့အရာကိုနောက်ထပ်အခြား10ယောက်တက်တီ10ယောက်လည်းရှိသေးတယ်သူငယ်သားမြတ်ထက်ကတယောက်ကိုဖမ်းပြီးအဘလက်ထက်အလိုက်ရင်ဝန်ခံမှာပဲတင်သားကြည်တော်လောက်တာပါလို့အပြန်အလှန်စကားပြောကြတာတော့ရှိမှာပဲသူဆက်ပြောတာကဘာလာဒီဖျားမလင်သူရပလင်ကိုတဆုံတယောက်ဖြူဖြတ်တော့ကြောင့်မိမိအမှုကိုမိမိဆောင်မလီစီဟုပြန်ပြော၏ဝိုးဒီဖခင်ကြီးကထူသူရုတ်တရက်တုံ့ပြန်လိုက်တယ်ဘာလာတာဖျားဖြစ်ရင်မိမိကိုဆောင်မပါစေတဲ့ငါသားကဖြက်စီတာဟုတ်ပါတယ်အကယ်၍သူသားဖျားမလင်ကြည်တော်ကိုသူကိုယ်တိုင်လောက်ကြံပါစီဘာကြောင့်သူ့အတွက်ရက်တီပြီးနေတာလဲတဲ့ဝိုးသူဟာမောရှိတွတ်အာရွန်ရက်တီပြီးတယ်လို့မျိုးလို့ကျွန်တော်ထင်ပါတယ်သူဒီအဲ့လိုတတိမျိုးနဲ့ပြောခဲ့ဖူးတာမဟုတ်ဘူးဒါပေမဲ့သူ့အဘကတော့ပြောလိုက်ပါတယ်အเจ้าမှာတဆုံတယောက်ကရစ်ပလင်ကိုဖျက်ဆီးလို့
ဖြစ်တယ်ထို့ကြောင့်ထိုနည်းမှာသူ့သားကိုဂျေရုဗေလအမည်ဖြင့်မဲလိုက်တယ်ကိဒေါန်မှာကြီးမြတ်တဲ့နာမည်ရှိတယ်ဘာလဖျားကိုယ်တိုင်လောက်ကြံပါစေအခြေခံအဖြစ်ဘာလကိုစန့်ကျင်တော်သူအားလောက်ကြံစီတာဖြစ်ပါတယ်ထိုလူကဂျေရုဗလဖြစ်ပါတယ်သူကဇက်ပလင်ကိုဖြိုဖျက်လို့ထို့ကြောင့်ဖျားခင်ကကိဒေါန်အားလောက်ခိုင်းတာကိုကိဒေါန်လောက်ခဲ့တယ်သူ့အတွက်ဒါဟာလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူးအငယ်25-26ထိုနေ့ညမှာပဲဇက်ပလင်ကိုဖြိုဖျက်ခဲ့ကမနေ့မှာထိုအမှုတွေကိုဖြစ်ကုန်တာဖြစ်တယ်ထိုညမှာပဲထာဝရဘုရားသူ့အဘရဲ့9နှစ်အရွယ်နွားထီးကိုလည်းယူခိုင်းတယ်ရစ်ပူဇော်ခိုင်းတာဖြစ်တယ်အငယ်30ကိုကြည့်ရအောင်မြို့သားတို့သည်တင်၏အဘသည်ဘာလဘုရား၏ဇစ်ပလင်ကိုဖြူဖြက်၍အနားမှာရှိသောအာရှုရပြင်ကိုခုတ်လဲသောကြောင့်သူ့ကိုအတိခံစီခြင်းကထုတ်လို့ဟုကိတော်အဖီကိုသူတို့တောင်းဆိုကြတယ်။ဤအချက်နောက်ွယ်ကသူတို့ရဲ့အကျိုးကြောင့်ကပါလေဖြစ်နိုင်တာကဖယားနုကပတ်တော်ရဘာလကူကွယ်တော်သူဟုတမျှအတိတက်ခံရမယ်ဆိုလို့ဖြစ်မယ်။ယနေ့မှာတော့ကဘာကြီးကဘာလဖယားမကူကွယ်သူဟုတမျှအတိတက်ချင်းခံရမယ်လို့ပြောပြန်ကြွေးကြော်တယ်ဟုတ်လားဒါကဘယ်လိုလူအဖွဲ့အစည်းဘယ်လိုဘာသာရေးမျိုးမှာသူတို့ရှိကြလဲဆိုတာပြသနေတာဖြစ်တယ်ယခုဖယားကသူ့အဘရဲ့ဘာလဖယားဇက်ပလင်နဲ့အာဆူရတစ်ပင်ကိုဖြူချဖို့ကိဒေါန်ကိုပြောတယ်လို့ဖယားကယခုဖယားကအဲ့လိုပြောတယ်လို့အလားတူတဲ့အရာကိုလှုပ်ဖို့တင့်ကိုပြောရင်တင်းလှုပ်ဆောင်ပါမလားနိခင်ဖြစ်စီညဘက်ဖြစ်စီဘေအချင်းလှုပ်ကိစ္စမရှိဘူးသူမဟုတ်တင်းအကြောက်ရဆုံးကဘယ်သူလဲသူမဟုတ်အချစ်ရဆုံးကဘယ်သူလဲတင်းဒီအဘလဖယားဘာလဖယားနဲ့အဆူရဖယားကိုဖြူချက်ခဲ့သလားကျွန်တော်အထုပ်ပူပြင်ပြီးဒီပတ်ပြီးရင်ထွက်သွားမယ်လို့ပြောကောင်းပြောမှာပဲကိဒေါန်တော့လောက်ခဲ့တယ်ယခုဘယ်သူအလှဲ့လဲဘယ်သူအလှဲ့လဲအငယ်33-35ချီရအောင်ထိုအခါမိရန်ပီတာဒီအာမရလက်ပီတာအရှိပီတာအတိတ်ဘက်ကအရှိမရှိတဲ့လူမျိုးအပေါင်းတို့ဖြစ်တယ်ဘာဖြစ်ပြက်လဲမိဒံပီတာအာမလက်ပီတာနဲ့အရှိပီတာလူမျိုးအပေါင်းတို့တက်ချကြတယ်တဲ့ထို့ကြောင့်ထာဝရဘုရားဝိညာဉ်တော်သည်ကိဒေါန်ပေါ်တဲ့ရောက်၍သူသည်တပုံကိုမောက်၏ဘယ်လိုဖြစ်ကိဒေါန်ကလင်းမြန်စွာလိုက်လံခဲ့တာလဲသူဟာဖယားကိုစန့်ကျင်ခဲ့တဲ့သူဖြစ်ခဲ့တယ်သူသည်တပုံကိုမောက်တယ်တပုံမောက်ချင်းရည်ရွယ်ချက်မြတ်တဲ့ကတခုကတော့စစ်ပွဲရှိကြောင်းလူများကိုတည်ပြီးခြင်းဖြစ်ပါတယ်ဒုတိယအချက်ကလူတွေစုဝေးစီဖို့ဖြစ်တယ်လူချင်းများအစီအဝေးခေါ်ခြင်းလူစုဝေးဖို့ခေါ်ခြင်းတို့ဖြစ်ပါတယ်ဆိုတော့သူတပုံမောက်တဲ့အခါအဘိဇရတ်အမျိုးများသည်သူ့နောက်တို့လိုက်ရန်လူစုဝေးကြတယ်တိုက်ပြည်တစ်ခုလုံးလူစီလွတ်တဲ့ဖြင့်သူတို့သည်အတူတကွသူ့နောက်လိုက်ဖို့စုဝေးလာကြတယ်ပြီးရင်အာဆာဇဘူလန်နဲ့နတလီအမျိုးများစီတရင်စကားပါဖို့လူစီလွတ်တဲ့သူတို့ဒီကိဒေါန်ကိုတွေ့ဖို့လာကြတယ်ဒါနဲ့လူပဲနှစ်ယောက်ရှိကြလဲ3200စုဝေးကြတယ်အဲ့တော့ကိဒေါန်ကဖယားကိုရှောက်တယ်အငယ်36ကိုရောဒီဣတိလအမျိုးကိုမိန့်တော်မူတဲ့အတိုင်းအကျွန်ုပ်အားဖြင့်ကဲတင်လူလင်းတရေကိုတလင်း၌ထားပါမည်တဲ့ဒီပုံပင်ကိုတိကြပါတယ်နော်တရေနဲ့ဆန်းသက်ချင်းကျွန်တော်တို့နောက်ပတ်မှဆက်တင်ရမယ်လို့ထင်ပါတယ်ဒီအကြောင်းကအနည်းငယ်ပြောမယ်ဒီမှာတရေနဲ့ဆန်းသက်ချင်းရှိတယ်ကိုရောကအမိန်ပြီးသူမဟုတ်လားအမိန်ပြီးသူတော့တခုလွဲနေတယ်လူတွေကိုခေါ်တယ်တပုမဟုတ်တယ်ဆက်သွားရအောင်ဒါတွေအားလုံးလှုပ်ဆောင်ပြီးတဲ့အခါသူ့နာမည်ကပါလဲခေါ်နီရခက်လင်လားဆက်သွားမယ်3200ရှိတယ်ထို့နောက်သူဒီလှည့်ပတ်ပြီးဖယားသခင်ကိုရောဒီအကျွန်ုပ်အားကဲတင်လူလင်းအကျွန်ုပ်စမ်းတတ်ပြရစီစမ်းတတ်မှုအလုံးမဖြစ်ခဲ့ရင်လူ3200ကို sorry ပါငါမသွားပြီးခေါ်မိတာအင်ကိုပြန်သွားကြပါလို့ပြောရမှာပေါ့သူကဖယားကိုအရင်စမ်းတတ်မြတ်သူလားဒါမှမဟုတ်မစမ်းတတ်ရဘူးလားဆိုတော့စစ်တိုက်ဖို့လူတွေကိုခေါ်တယ်ဘာကြောင့်ထူတူခေါ်တာလဲဆိုတော့နောက်ပတ်ကြမှာ3200ကနေ300တာရွေးတဲ့အကြောင်းကိုကျွန်တော်ပြောကြမယ်ဒီအကြောင်းသိကြပါတယ်
ဒီပုံပြင်တိကျမယ်လို့ထင်ပါတယ်ကျွန်တော်နှုတ်ကပတ်တော်ကဘာကြီးစီယူဆောင်နေတာဖြစ်တယ်သို့တော့ယနေ့အိန္ဒိယကသူတို့ကိုဘာပြောလဲဆိုတာကတရိယာဆိုတာကိုတရိယာကြောင့်ဒါကကျွန်တော်တို့သူတို့ကိုပြောတဲ့အရာပဲမဟုတ်လား၎င်းကိုကျွန်တော်တို့နှုတ်ဖြစ်မပြောနှလုံးသားထဲမှာသာရှိပါတယ်ကျွန်တော်တို့မှာထို့တို့ရှိတယ်ဘုရားသခင်ဒီပါစတာဟောပြောတယ်လို့ကျမ်းစာပြောတယ်လို့ရွေးနှုတ်ချင်းတမန်ကပြောတယ်လို့အခြားလူတွေတတိခံကြတယ်လို့အမှန်ဖြစ်တော့ဘုရားပါလားကျွန်တော်ဘုရားမဟုတ်ပါလားကျွန်တော်တို့ဒီစုတော်ချင်းကဲ့သို့ဆူတောင်းရအောင်ကျွန်တော်ကြဆုံးတော်လဲနာမတော်တည်ပါ၏ဘုရားသခင်အမှန်ပြင်မဆဖို့ဆူတောင်းရအောင်ကျေးဇူးတော်ဂရုဏာတော်တက်ရောက်ဖို့ဘုရားသခင်သည်သူတို့ဘုရားကိုကိုယ်ဖို့ပြက်ကွက်ကယုံကြည်ခြင်းမရှိကြတော့တဲ့အချိန်မှာတော့ဘုရားကဣတိလအမျိုးကိုတော်၎င်းကိတော်ကိုတော်၎င်းဂရုဏာရှိနေစေပါသူရဲ့ပေါ်ကြောင့်ဆုံးလူကိုပင်ရောက်လာပြီးခွန်အားကြီးသောသူရဲ့လူခေါ်တယ်ဘုရားသခင်ကထူကောင်းခြင်းကိုပြီးတဲ့အခါဒါဟာကျွန်တော်တို့တော်လို့တို့မဟုတ်ကျွန်တော်တို့ကောင်းလို့မဟုတ်ဘူးဤဒီဘုရားသခင်ကတင်းအားခွန်အားကြီးသောသူရဲ့ဖြစ်လာမှာကိုသိလို့ဖြစ်ပါတယ်နောက်တော့လိုက်ဖို့ကွန်ပျူတာဒီဘုရားသခင်ရဲ့ကြီးစိုးတော်တက်တာဖြစ်ပါတယ်ထို့ကြောင့်ကိုတော့ပေါ်မိခုပြီးကြီးတော်ကဲ့သို့ကျွန်ုပ်စီလာ၍ကျွန်ုပ်ကိုခေါ်ပါမထိုက်တန်တော့လဲကျွန်ုပ်ကိုအသုံးပြုတော်မူပါလို့ဘုရားသခင်ကိုတောင်းလျှောက်ကြရအောင်အသုံးပြုတော်မူပါကျွန်ုပ်ဒီဆုတောင်းအသုံးပြုတော်မူပါဟုဆုတောင်းကြပါစို့ကောင်းကင်မရှိအဖကြီးတော်လူကောင်းသောတာရကပြီးလို့ကြီးကိုတင်ပါတယ်ကိုတော့မှုတော်ဆောင်ရွက်ဖို့မစွမ်းဆောင်နိုင်ဖြစ်တော်လဲမတတ်နိုင်တော်လဲအစူပါတင်းငယ်တော်သူဖြစ်ပါ၏သို့တော့ကျွန်တော်တို့အဖဖယားကိုရောဒီအာဖရမ်ကဲ့သို့ဖြစ်စီတဲ့ဂီဒွန်ကိုယခုပင်အေလိဇာနဲ့မောရှိလိုဖြစ်စီပြီးမောရှိသည်မစွမ်းဆောင်နိုင်သူဖြစ်တော်လဲဒါဝိဒ်သည်တင်းငယ်တော်သူဖြစ်တော်လဲကိုရောလက်ထဲထားရှိတဲ့အခါသူတို့သည်အားကြီးသောသူရဲများဖြစ်လာကြတယ်အဖဖယားဇာယွန်အတင်းတော်ရှိအရောက်စီတိုင်းကိုအားကြီးသောသူရဲဖြစ်ခွင့်ပေးပါကိုရောလက်ဖြင့်ဖမ်းဆုပ်စီပါပြီးတော့ကြည်တော်ကိုဂတိပြတဲ့ကဲ့သို့တိုက်ပွဲကြ၌ကျွန်တော်တို့နဲ့အတူပါရှိတော်မူပါဒီလောကကြီးထဲနေစဉ်တိုက်ပွဲကြမှာကျွန်တော်တို့နဲ့အတူပါရှိလက်ကြီးမားတဲ့အောင်မြင်မှုကိုလည်းကျွန်တော်တို့ကိုပြီးသနာတော်မူပါကြီးတော်အတွက်ကြီးတော်ကြီးကိုတင်ပါ၏ယေရှုနာမတော်မြတ်၌ဆုတောင်းကြပါ၏ကြီးတော်ကြောင့်ကြီးတော်ချီးမွမ်းရအောင်အာမင်